Hello အဆောင်ခလိုက်ကွာဒီအားလုံးပဲမင်္ဂလာပါနော်ကဲအခုတယောက်ကလာမိထားတာတွေ့လို့ပေါ့နော်ဒီကရင်မျိုးသားအလံတင်တခြင်းရဲ့အထိပ္ပယ်တွေကိုရှင်းပြပေးပါလားလို့လာပြီးတော့မှပြောထားလို့လာပြီးတော့မှတောင်းဆိုထားလို့ပေါ့နော်အခုကျွန်မကနေပြီးတော့မှပြန်ပြီးတော့မှအထိပ္ပယ်တွေကိုရှင်းပြပေးမယ်ပေါ့နော်ကျွန်မဥစုံအနေနဲ့ရဖလုံးစုရဝေကိုเนาะရဖလုံးစုရဝေကိုဆိုတာကတော့လက်လပပလေးဘာသာပြန်ရမယ်ဆိုရင်တော့ကျွန်ုပ်ရဲ့ချစ်လာစွာတော့ကျွန်ုပ်ရဲ့ကရင်လူမျိုးရှင်အဲ့လိုပုံစံမျိုးပေါ့เนาะကျွန်ုပ်ရဲ့ချစ်လာစွာတော့ကျွန်ုပ်ရဲ့ကရင်လူမျိုးရှင်เนาะပါလာအဟိဒုထုတ်တင်ကအကောင်းဆုံးသောလူမျိုးတစ်မျိုးဖြစ်တယ်ဆိုတော့အထိပ္ပယ်ပေါ့เนาะပါလာအဟိဒုထုတ်ရက်အိုင်လူနာဆိုတာကတင့်ကိုကျွန်ုပ်အရန်ပဲချစ်မြတ်နိုးပါတယ်ပေါ့နော်ကိုယ့်ရဲ့လူမျိုးကိုကိုအရန်ချစ်မြတ်နိုးပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နတ်အိုင်စတော်စလောင်းတင်ကရိုးသားဖြောင့်မခြင်းတွေကိုအရန်ပဲနှစ်သက်ပါတယ်ပေါ့နော်တင်ကရိုးသားဖြောင့်မခြင်းတွေကိုအရန်ချစ်မြတ်နိုးတယ်အရန်နှစ်သက်တယ်ပေါ့နော်ပမွေးနတ်အိုင်ထုတ်ဆာဆိုတာကတင်ကအဝတ်ကျေပြွန်တဲ့လူမျိုးတစ်မျိုးလည်းဖြစ်တယ်ပေါ့နော်အဝတ်ကျေပြွန်တဲ့လူမျိုးတစ်မျိုးလည်းဖြစ်တဲ့နှက်စရီကိုမိန်တော့တင်းရဲ့ကောင်းခြင်းအဖျားကိုတင်းရဲ့ကောင်းမြတ်ခြင်းအားလုံးကိုရက်အိုင်လူမှကျွန်ုပ်ကအရန်ပဲချစ်မြတ်နိုးပါတယ်ပေါ့နော်ရဖလုံးစုရဝေကိုပါလာအဝိဒုထုတ်ရက်အိုင်လူနာနှက်အိုင်စတော်စလောင်းပမွေးနှက်အိုင်ထုံးဆနှက်စရီကိုမိန်တော့ရက်အိုင်လူမှနော်ချစ်လာဆိုတော့ကျွန်တော်ရဲ့ကရင်လူမျိုးရှင်တင်ကအကောင်းဆုံးပဲအကောင်းဆုံးသောလူမျိုးတစ်မျိုးပဲပေါ့နော်ကျွန်တော်ကတင်ကိုအရန်ပဲချစ်မြတ်နိုးပါတယ်နှစ်အိုင်စတော်စလောင်းတင်ကရိုးသားဖြောင့်မခြင်းကိုအရန်ပဲနှစ်သက်မြတ်နိုးတယ်ပမွေးနှစ်အိုင်ထုတ်ဆတင်ကအဝတ်ကျေပြွန်တဲ့လူမျိုးတစ်မျိုးလည်းဖြစ်တယ်အဝတ်ကျေပြွန်တဲ့သူလည်းဖြစ်တယ်ပေါ့နော်နှစ်စရီကိုမိန်တော့တင်းရဲ့ကောင်းခြင်းအဖျားကိုရက်အိုင်လူမှကျွန်တော်ကအရန်ကိုပဲချစ်မြတ်နိုးပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့သိသွားလောက်ပြီလို့ထင်ပါတယ်ကျင်းနာမယ်လို့လည်းထင်ပါတယ်တကယ်လို့ဒီအကြောင်းအရာလေးကအကျိုးရှိမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုပြန်ပြီးတော့မှ share သွားပေးပေါ့နော်ကျမကို follow မလုပ်ရသေးဘူးဆိုလဲ follow လုပ်ပေးเนาะအသက်ပေးကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ Scosta ကိုဒီကွာဒီလာစိန်နဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့မှဆုံတွေ့ကြမယ်ကျမရဲ့ wall ထဲကိုလည်းတစ်ချက်ဝင်ကြည့်ပေးကျမတင်ထားတဲ့ဗီဒီယိုတွေအများကြီးရှိတယ်ပေါ့နော်အဲ့မှာသွားပြီးတော့မှအပေးပေါ့နော် like ပေးပါလေလည်းပေး comment ပေးပါလေလည်းရေးပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒီလက်စားထဲเนาะ Scosta ကိုဒီကွာဒီနဲ့